ဒီမှာlevel fan သွားမှာဖြစ်ပါတယ်ခုတော့ level fan တဲ့နေရာသွားနေရပါတော့ဒီနေ့ level fan မယ်ကျွန်တော်ရဲ့ level ကအခု1614ရောက်နေရပါတော့အခုကျွန်တော်တို့ဘယ်ထိ fan သွားမလဲဆိုတော့တီသေးဘူးရသလောက် fan မယ်ဒီနေ့အခုအားနေနေ level လေး fan မယ်လို့တင်လိုက်တာပေါ့နော်fan မယ်ဒါရုပ်ချစ်တဲ့ကြောင့်မဟုတ်ပါဘူးငါတယောက်တည်းရှိတယ်မဟုတ်ခုကြည့်ရလို့ရှိရမလားအဆုံးထိလိုက်ခဲ့နော်ချီတက်ခဲ့ခုမှလာတည်လို့မရဘူးလေညောင်နှုတ်ဆိုပြောခံရတော့မှာလေယော့ခုโอเคဟာလိုင်းအောင်ကောင်းလိုင်းရပါကြီးဟာဟေးအောင်ရေးမောင်မဲနေရပဲကြည်အောင်အောင်မယ်ဖန်ပြီးမှပြန်တွေ့ကြပါမယ်ဒီဖန်မှာတင်မယ်ရတဲ့ stat တွေကိုဒီဖန် only ပဲတင်မယ် blood fruit level ရမှတ်သွားပြီပြန်နောက်တစ် questတော်သေးတယ်တည်တော့မလို့တော်သေးတယ်ရောက်ပြီကောက်တူးလို့လားမနေ့ဖန်နေခုဆိုတော့ level 1620ပြည့်သွားပြီနောက်ထပ်9 level ပဲလိုရထင်တာပဲနောက်ထပ် quest ရဘူးလေဖန်ကြရောက်ရှိဘာလီတော့မြင်ရတော့ဟုတ်မယ်အခုဆိုရင်တော့ new quest ပွင့်နေပါတော့ကျွန်တော် level 1625ဖြစ်သွားပါပြီဒီနေ့ဗီဒီယိုလေးကိုတော့ဒီမှာပဲအဆုံးသတ်လိုက်ပါမယ်အခုတားယူအားလုံးဗီဒီယိုအဆုံးထိခြေတက်ခဲ့ကြပြီဆိုတော့ဒီဗီဒီယိုလေးကို like လေးပေးခဲ့ပြီးတော့ channel ကိုလည်း subscribe လေးနဲ့ကူညီပေးသွားဖို့တောင်းဆိုချင်ပါတယ် bye bye